အားလုံးမင်္ဂလာပါ MFN TTS လေးရဲ့ဒီ new update လေးကိုကျွန်တော်ရှင်းပြပေးခြင်းနဲ့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရင်တော့ကျွန်တော်တစ်ခုချင်းစီကိုစာလေးထည့်လိုက်ပြီးလုပ်လိုက်ပေါ့နော်ဖိချလိုက်အဲ့လိုမျိုးလေးလုပ်ရတယ်ပြီးရင်စနေတဲ့တစ်ခုချင်းခွဲရတော့ကျွန်တော်တို့အချိန်လေးဒီမှာလေadd dialog တွေခွဲထုတ်ရတဲ့အတွက်အရင်ကျွန်တော်တို့အချိန်ကုန်တယ်အဲ့တော့ကိုကျွန်တော်အချိန်မြန်ဆန်နဲ့ထုတ်လို့ရဖို့အတန်ထုတ်လို့ရဖို့အတွက်ကျွန်တော်အတိုးလေးတစ်ခုမိတ်ဆက်ပေးခြင်းတော့ဒါတော့ smart auto face ဆိုပြီးတော့မှာပေါ့နော်ဒါတော့ကျွန်တော်တို့အခု character လေးတစ်ခုကျွန်တော်တို့ရွေးလိုက်မယ်ပေါ့နော်နီလာဆိုနီလာရွေးလိုက်ရွေးပြီးရင်ကျွန်တော်တို့ဘာ emotion သုံးခြင်းလဲပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ speed လေးလည်းချိန်လို့ရတယ်ပြီးတော့ဒီမှာ pace ပေါ့နော် pace အတန်လေးလည်းကျွန်တော်တို့ချိန်လို့ရတယ်နော်ကျွန်တော်1 pace လောက်ထားပြီးတော့မှကျွန်တော်စကလုံးကြီးပေါ့နော်ဒီမှာကျွန်တော်1000ပေါ့နော်ကျွန်တော်ယူထားတယ်ပေါ့နော်အားလေးကိုကျွန်တော်ဒီမှာ fit ချလိုက်မယ်နော်ဒီမှာ1055ပေါ့နော်โอเคဒါလေးကိုမှကျွန်တော်တစ်ခုချင်းစီကျွန်တော်စက်နေအရှိကြီးဖြစ်နေဗျာစကလုံးတွေဒီမှာအရှိကြီးနော်1000ဆိုအရှိကြီးအဲ့ရအောင်မှကျွန်တော်တို့ကတစ်ခုချင်းစီကိုကျွန်တော်တို့စာပိုက်လေးခွခွွားပြီးတော့မှကျွန်တော်ထုတ်လို့ရှိရင်ကျွန်တော်အတန်နေကြံတာမျိုးမရှိဘူးပြီးတော့အချိန်လည်းအရင်မြန်တယ်နော်အဲ့လိုမျိုးထုတ်လို့ရအောင်လို့ကျွန်တော်က auto split တိုးလေးပေါ့ကျွန်တော်ထည့်ပြထားရပေါ့နော်ဒါလေးကျွန်တော်စက်လေးခွဲလိုက်ခွဲလို့ရင်ကိစ္စမရှိကျွန်တော်နီလာယူထားရင်အကုန်လုံးကနီလာပဲသွားမယ်ပြီးတော့ဘာတွေလည်းချိန်နေရမလို့တော့ဘူးတခါတည်းတန်းပြီးတော့မှကျွန်တော်တို့generate လုပ်လို့ရပါတော့ဒါတွေမှကျွန်တော်တို့အရင်ဆုံးထုတ်ကြည့်လိုက်မယ်နော်ဒီမှာ rating တိုင်းလေးပါကျွန်တော်ထည့်ပေးထားတယ်ပေါ့နော် rating တိုင်းလေးထည့်ပေးထားတယ်ဒါလေးကတော့ကျွန်တော်ခုနထုတ်ကြည့်လိုက်တာကျွန်တော်အရင်တော့မမှန်ဘူးပေါ့နော်မမှန်ဘူးသို့ပေမဲ့ကျွန်တော်ဒီမှာအချိန်လေးပေါ့နော်ဒီမှာ percentage လေးကဘလောက်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောင်းတော့ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဘယ်နှဆန့်ပြီးသွားရလဲဒီမှာပြတယ်ဆန့်အားလုံး6ဆန့်ပေါ့နော်သူက auto ခွဲပေးလိုက်တာပေါ့နော်6ဆန့်ခွဲလိုက်တယ် okay ဒီ6ဆန့်မှာကျွန်တော်အချိန်ဘယ်လောက်ထိသူကြာမလဲဆိုတာမျိုးလေးပြပေးတယ်ပေါ့နော်ဒီမှာတစ်ဆန့်တော့ပြီးသွားပြီနော်ဒီမှာ percentage တွေ100ပြည့်တဲ့အထိသူကပြပေးမှာပေါ့နော်ကျွန်တော်ရဲ့ TTS လေးကို VIP အနေနဲ့ဝင်ပြီးမသုံးကြည့်လို့ရှင်member ကြီးတော့ကျွန်တော်တယောက်1000ပေါ့နော် member ကြီး1000အနေနဲ့ကောက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီ Telegram channel မှာ VIP အနေနဲ့ကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ TTS ကကျွန်တော်အများနဲ့ update လေးလုပ်ပေးထားတယ်အများနဲ့ update တွေပေးတယ်ပြီးတော့ကျွန်တော်လုပ်ထားတဲ့ application လေးတွေလည်းကျွန်တော်ပေးပြီးတော့မှသုံးပါတယ် VIP အနေနဲ့ဝင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးရဲ့ comment မှာ VIP ဆိုပြီးတော့ comment လေးမှန်ခဲ့ပေးပါဗျကျွန်တော်ထုတ်ထားတဲ့အတန်လေးကိုဖွင့်ပြပေးမယ်နော်အလွန်ကောင်းတဲ့ idea ပါပဲစာသားရှည်ကြီးတွေကိုဥပမာစကလို့ရေတောင်းချီတခါတည်း paste ချလိုက်တာနဲ့ကိုလိုချင်တဲ့ character speed page တွေကိုအလိုလျောက်စီးနှွအထိခွဲထုတ်နေမယ် smart auto paste tool ကိုထည့်သွင်းပေးလိုက်ပါတယ်ဒီ tool လေးကိုသုံးဖို့ add character line ခလုတ်ရပြီးမှ sha smart auto paste tool ဆိုတဲ့ခလုတ်အသစ်ကိုနှိပ်လိုက်ပါပြီးရင်ကိုသုံးဖို့ချင်တဲ့အတန်ပိုင်ရှင် character နဲ့အမြန်နှုန်းတွေကိုတခါတည်းရွေးချယ်ပြီးစာသားအရှိကြီးကို paste ချလိုက်ရုံပါပဲစနစ်ကစာသားတွေကိုမကြံစေပဲအပိုင်းလိုက်သေးသက်စွာအလိုလျောက်ခွဲပြီးတော့မှထောက်ပါကိုကူယူပြီးအသုံးပြုနိုင်ပါပြီအလွန်ကောင်းတဲ့ idea ပါပဲ